မင်္ဂလာပါခင်ဗျာဖိုလိုက်ကွန်ပျူတာ online training ကနေပြီးတော့ကြိုဆိုပါရစေအဲ့တော့ကျွန်တော်တို့ဖုန်းနဲ့ easy အသုံးပြုနည်းသင်ခန်းစာဆက်ပြီးတော့သွားပါမယ်အဲ့တော့ဆရာအနေနဲ့ရှေ့ပိုင်းမှာဆိုရင်သင်ခန်းစာတွေသင်ခဲ့ပြီပေါ့နော်အဲ့တော့ဒီခါကျွန်တော်တို့ဖုန်းနဲ့ရိုက်လိုက်တဲ့စင်းရင်းကိုပြန်ပြီးတော့ပြင်ကျင်တယ်ပေါ့ဟုတ်ပြီနော်ကျွန်တော်တို့ကဖုန်းနဲ့ဒီတိုင်း free version နဲ့သုံးနေတာ free version နဲ့သုံးနေဖြစ်တဲ့အတွက်ပြန်ပြင်ကျင်တယ်ဆိုရင်အခုဥပမာကျွန်တော်တို့ဒီသုံးလိုက်တဲ့စင်းကိုပြန်ထွက်လိုက်တဲ့ဆိုတော့ဘုတ်ဖို့လို့ကြံတယ်ဘုတ်တတိကိုနှိပ်လိုက်တဲ့ဆိုရင်ဘုတ်တတိလို့သူပြန်ပြီးတော့ဒီမှာကြံနေခဲ့တာဟုတ်ပြီနော်ကိုပေးခြင်းတဲ့နာမည်နဲ့ကိုထားခြင်းတဲ့ location မှာထားလို့မရရတယ်အဲ့တော့ကိုကမထားခဲ့ဘဲနဲ့တိုင်း UU လေးပြန်ထွက်လိုက်တယ်ဆိုတော့သူ auto စေ့သွားတာပေါ့ဘုတ်1ဘုတ်2ဘုတ်3ဘုတ်5ဘုတ်6အဲ့လိုစေ့သွားလိမ့်မယ်ဟုတ်ပြီနော်ကွန်ပျူတာမှာလို့ကိုယ့်ကိုနာမည်ပြီးရင်ကွန်ပျူတာမှာကျတော့ untitled ကွန်ပျူတာမှာလည်းဘုတ်1ဘုတ်2နဲ့ပဲသွားပါတယ်ဟုတ်ပြီနော်ဘာလို့လဲဆိုတော့ easy file တွေကိုဘုတ်လို့ခေါ်တယ်Microsoft Word file တွေကိုကျတော့ document လို့ခေါ်တယ်ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ဒါကိုစေ့ဖို့အတွက်စေ့တယ်ဒါမှမဟုတ် edit ပြန်လုပ်ပြန်ပြီးတော့စင်းရင်ဥပမာတရက်စာရိုက်လိုက်တဲ့စင်းပေါ့တရက်စာရိုက်လိုက်တဲ့စင်းကိုကျွန်တော်တို့ကနောက်နေ့ကျတော့ပြန်ပြီးတော့ထပ်ပြီးတော့အဲ့ထဲကိုစင်းထပ်သွင်းခြင်းနဲ့ဆိုရင်ဖြင့်ကျွန်တော်တို့ဖုန်းနဲ့သုံးတာဖြစ်တဲ့အတွက်သူ့ကိုဒီတိုင်းသွားပြီးတော့တန်းပြီးတော့ဝင်ပြီးတော့ရိုက်လို့မရဘူးဟုတ်ပြီနော်ဝိုင်းရိုက်လို့မရဘူးသူကဒီမှာ sign in ဝင်ပေးပါတဲ့ sign in to alien and save chain တဲ့အဲ့တော့ဒီ access account ကို sign in ဝင်ပါဒါမှ edit တွေလုပ်လို့ရမယ် save လုပ်လို့ရမယ်ကိုပြန်ပြီးတော့ပြင်ထားတဲ့ဟာတွေပြန် change လို့ရမယ်လို့ပြောတာအဲ့တော့သူ့ရဲ့ဒီဘက်ဘေးလေးကမြားလေးရှိတယ်အဲ့မြားလေးကိုကျွန်တော်တို့တစ်ချက်ဝင်လိုက်ပါဟုတ်ပြီနော်အဲ့တော့ကျွန်တော် sign in ဆိုတဲ့ဟာလေးကိုနှိပ်လိုက်တယ်ဆိုရင် sign in ရယ် sign up for free ရယ်ဆိုပြီးရှိတယ်အဲ့တော့ကျွန်တော် free နဲ့ပဲသွားကြည့်မယ်ဟုတ်ပြီနော်အဲ့တော့ free နဲ့ဆိုရင်ကိုယ့်ရဲ့ account တစ်ခုကိုရိုက်ထည့်အောင်ဟုတ်ပြီနော်အဲ့တော့ကျွန်တော်တို့ use mobile number အဲ့တော့ဖုန်းနံပါတ်ပဲကျွန်တော်သုံးကြည့်လိုက်မယ်အဲ့တော့ဖုန်းနံပါတ်ဆိုကျွန်တော်တို့နိုင်ငံက95ပေါ့နော်အဲ့တော့ဒီနေ့မြန်မာကိုလိုက်ရှာမယ်နော်မြန်မာဖုန်းနံပါတ်ကျွန်တော်959ပေါ့နော်399နေရာမှာ99895ပြီးရင်9 3ညကိုဖြုတ်လိုက်တာပေါ့နော်အဲ့တော့ကိုယ့်ရဲ့ဖုန်းနံပါတ်ကိုထည့်လိုက်ပါကျွန်တော်ဖုန်းနံပါတ်ဆိုရင်93လုံး838686နေပြီးရင်သူကုတ်ပို့လာလိမ့်မယ်နော်အဲ့တော့အဲ့ကုတ်ကိုခဏစောင့်လိုက်ပါအဲ့ဒီမှာပို့ရဲ8ခုလေးတက်တယ်ဟုတ်ပြီဒါဆိုရင်သူဒီကိုယ့်ရဲ့ဖုန်းနဲ့ Microsoft ဒီ account Microsoft account ဖွင့်လိုက်တာပေါ့နော်ဒီမှာ robot ဟုတ်တယ်လားမဟုတ်လားကြောင်းအောင်ပေါ့နော်သူပြောတဲ့ဟာတွေကိုအဲ့တော့ one square that show to integrate object တူတဲ့အရာနှစ်ခုပေါ့အဲ့တော့ဒီတစ်ခုကိုယူလိုက်တယ်ပြီးရင်သူက bit one square show to တူတဲ့အရာနှစ်ခုကိုယူခိုင်းတာပါအဲ့တော့ကျွန်တော်တူတဲ့အရာနှစ်ခုကိုသူပေးတာလေးကိုနည်းနည်းလေးဖက်ကြည့်ရတာပေါ့နော်အဲ့တော့တူတဲ့ဟာလေးတွေလိုက်ယူတယောက်နဲ့တယောက်တော့တူမှာမဟုတ်ဘူးဟုတ်ပြီနော်မေးခွန်းတစ်ခုနဲ့တစ်ခုကိုတူမှာမဟုတ်ဘူးအားလေးတွေကိုကျွန်တော်တို့ကြော်ဒါလေးတွေကြော်သွားပြီဆိုရင်တော့ robot စက်ရုပ်တွေဝင်နေရလားဆိုတာဆက်လိုက်တာပဲပေါ့နော်အဲ့တော့အားလေးကိုကြော်လိုက်တယ်ဆိုရင်ဒါ Microsoft နဲ့ဒီ sign up လုပ်ပြီးသွားပြီဟုတ်ပြီနော် sign up လုပ်ပြီးသွားပြီဆိုရင်ကျွန်တော် data တွေကိုပြန်ပြေးလို့ရပြီဒါဆိုရင် free သုံးဝင်မဲ့ကျွန်တော်တို့ save chain တွေပြန်လုပ်လို့ရပြီဆိုတော့သဘောမျိုးပြောတာပါ okay အဲ့ဒါဆိုရင်ကျွန်တော်ဒီမှာပြန်ပြီးတော့ထပ်တိုးလို့ရသွားပြီအဲ့လိုကျွန်တော် sign up လုပ်မထားဘူးဆိုရင်တိုးလို့လုံးဝမရပါဘူးဟုတ်ပြီနော် okay ပြန်အသစ်ရိုက်လို့မရဘူးစင်းအသစ်တွေ sorry စင်းရိုက်ပြီးသားစင်းကိုပြန်ပြင်လို့မရဘူးစင်းအသစ်တွေရိုက်မယ်ဆိုတော့ရိုက်လို့ရတယ်သဘောပေါက်တယ်နော် okay အဲ့တော့ကျွန်တော်တို့ကအခုနံပါတ်ခွင်ရဲ့အောက်မှာနံပါတ်8လို့တိုးခြင်းနဲ့နံပါတ်8လို့ရိုက်လိုက်ပြီပြီးရင်ဒီနေရာမှာမောင်ဝင်းပေါ့ဟုတ်ပြီနော်မောင်ဝင်းဆိုပြီးတော့ကျွန်တော်ရိုက်လိုက်တယ်မောင်ဝင်းပြီးရင်ကျွန်တော်တို့ကိတ်မုတ်ဟုတ်ပြီနော်ကိတ်မုတ်လို့ရိုက်လိုက်ပြီအဲ့တော့ကိတ်မုတ်လို့ရိုက်လိုက်တဲ့အခါမှာရပြီနောက်ထပ်စင်းတစ်ခုထပ်ပြီးတော့ထည့်လိုက်တယ်9200လို့ရိုက်လိုက်တယ်ဟုတ်ပြီအဲ့ဒီမှာစင်းရတော့ပြောင်းမသွားဘူးဘာလို့ပြောင်းမသွားလဲဆိုကျွန်တော်အားတွေကိုပေါင်းထည့်မထားလို့โอเคနော်အဲ့တော့ပြန်ပေါင်းကျင်တယ်ဆိုရင်ဒါလေးကိုအဲ့ဟိုဖြစ်တဲ့ဟာကို clear လုပ်လိုက်အဲ့ပေါင်းပြီးသားစင်းကိုကျွန်တော်ထောက်လိုက်ပဲထောက်ပြီးတော့ clear ဆိုတော့နှစ်ချက်ထောက်လိုက်တယ်ဆို clear လုပ်လိုက်ပြီးရင်ပြန်ပြီးတော့ပေါင်းမယ်အဲ့တော့ပေါင်းကျင်တယ်ဆိုရင်ကျွန်တော်သူ့ကိုအဲ့ကွက်ကိုနှစ်ချက်ထောက်လိုက်ပါ click ဟိုလက်ကလေးနဲ့ထောက်လိုက်ပါထောက်ပြီးတော့ညီမြချင်းသွားခေါ်ပါမယ်ညီမြချင်းပြီးရင်ကျွန်တော် keyboard ပြောင်းပါမယ် sum send keyboard ကအပေါ်နားလေးမှာပြောင်းလာပါနော်အဲ့တော့ sum send ဆိုတဲ့ function ကိုသုံးတယ်ပြီးရင်စပြီးတော့2000ကနေစပြီးသွားတဲ့အပြာတန်းလေးကိုဖိပြီးတော့အောက်ကိုဆွဲလိုက်တယ်ဟုတ်ပြီနော်ပြီးရင်ဒီဘက်မှာရှိတဲ့ကျွန်တော်တို့ဗာလေးလဲဆိုတော့ဒီ
အစိမ်းလေးကိုထောက်လိုက်တယ်အဲ့ဒါဆိုရင်သူပေါင်းသွားလိမ့်မယ်ဟုတ်ပြီဒီအဆင့်ထိရသွားပြီဒီအဆင့်ထိရသွားပြီဆိုရင်ကျွန်တော်တို့ကထပ်ပြီးတော့ဒီ8နံပါတ်8ပြီးတော့နံပါတ်9အနေနဲ့ထပ်ပြီးတော့စီးရင်သွင်းခြင်းနဲ့ထားပါတော့စီးရင်သွင်းခြင်းနဲ့ဆိုအဲ့အောက်မှာကျွန်တော်ရိုက်เสียနေရာမရှိတော့ဘူးဒီကောင်ကလီယာလုပ်လိုက်တော့ရိုက်เสียနေရာမရှိတော့ဘူးဆိုရိုက်ဒီဂျားတဲ့ကိုကျွန်တော်ကတစ်ခုထပ်ပြီးတော့နေရာအလွတ်နော်ပြောချင်တာစာကြောင်းတစ်ကြောင်းထပ်ပြီးတော့တိုးချင်တာပေါ့နော်စာကြောင်းတစ်ကြောင်းထပ်ပြီးတော့တိုးမယ်ဆိုရင်ဘယ်လိုဆက်ပြီးတော့တိုးမလဲဆိုတော့ထပ်ပြီးတော့ရှင်းပြပေးပါမယ်ဟုတ်ပြီအဲ့တော့ထပ်တိုးချင်တယ်ဆိုရင်ကျွန်တော်တို့အဲ့တိုးချင်တဲ့နံပါတ်30ရဲ့မှာအပေါ်မှာဒီဘေးအနေနဲ့ row နံပါတ်ကနံပါတ်30ဒီမှာရေးခဲ့တာကနံပါတ်8ပေါ့8အောက် row အနေနဲ့ပြောရင် row 30ရဲ့အပေါ်မှာကျွန်တော်တို့ကတိုးချင်တာဆို row 30ဆိုတဲ့ဒီနံပါတ်30လေးကိုနှိပ်လိုက်တာနံပါတ်30လေးကိုနှိပ်လိုက်တဲ့အခါမှာအပေါ်မှာ insert insert ဆိုတဲ့ဟာလေးတွေ့တယ်အဲ့တော့ insert insert လေးကိုနှိပ်လိုက်တယ်ဆိုရင်အပေါ်မှာ30ဆိုတဲ့နေရာဒီစုစုပေါင်းရဲ့အပေါ်မှာတစ်ခုထပ်ပြီးတိုးလာတယ်ဟုတ်တယ်နော်တိုးလာဖြစ်တယ်ဒီနေရာမှာကိုကြိုက်တဲ့နာမည်ကြီးရိုက်လို့ရတယ်ကိုအဆင်ပြေသလိုဆွဲပြီးတော့ရိုက်လို့ရတယ်တော့ပေါ့မယ်ဟုတ်ပြီနော်အဲ့တော့ဒီမှာ30မှာကျွန်တော်တို့နံပါတ်9ဆိုပြီးတော့နှစ်ချက်နှိပ်လိုက်တယ်ဒီဟုတ်ပြီနော်နှစ်ချက်မြင်မြန်လေးနှိပ်လိုက်တယ်အဲ့တော့အကွက်မှာမြင်မြန်လေးနှိပ်လိုက်တယ်ဆိုရင်ဒီမှာစာရိုက်လို့ရပြီပြီးရင်အဲ့မှာကိုရိုက်ချင်တဲ့စာကိုဥမာကြော်ဝင်းဆိုပြီးတော့ကျွန်တော်အနေနဲ့ကြော်ဝင်းရိုက်လိုက်ပြီးအမှန်ချစ်လိုက်ပြီးနောက်တစ်ကွက်ကိုရိုက်ချင်တဲ့ဆိုမြင်မြန်လေးကလစ်ထောက်လိုက်တယ်ပြီးရင်ကြော်ဝင်းအောက်ကွက်ဆင်းချင်တယ်ဆိုရင် enter ခောက်တာပေါ့နော်တကယ်လို့မှားသွားရဆိုရင်သူနောက်ပြန်ဆုပ်လို့ရတယ်ဒီမှာရှိ sorry အပေါ်မှာဒီမှာဒီ home ရဲ့မှာဒီဟာလေးပေါ့အောက်ခြေလေးညာဘက်အောက်ခြေတောင်လေးနော် keyboard ရဲ့ဒီလိုနေရာလေးမှာဟိုဟာလေးရှိ expand more option ဆိုတာဟာလေးဟုတ်ပြီနော်အဲ့အစိမ်းလေးကိုကျွန်တော်နှိပ်လိုက်ပါနှိပ်လိုက်တယ်ဆိုရင်ဒီမှာ undo ရှိရနောက်ပြန်ဆုပ်လို့ရတယ် video ရှေ့တိုးသွားလို့ရတယ်ဒီမြားလေးတွေနောက်ပြန်ဆုပ်တာဒီမြားလေးကရှေ့ပြန်တိုးတာဟုတ်ပြီနော်အဲ့နောက်ပြန်ဆုပ်တယ်မှားပြီးရိုက်မိရဆိုရင်အဲ့တော့ကြော်ဝဲအဲ့နေရာကိုမြင်မြင်နောက်လိုက်တယ်ကိန်းမို့ကျွန်တော်ပေါင်မို့လို့ပဲရိုက်လိုက်မယ်ပေါင်မို့ပြီးရင်8500ဒီလိုပုံစံမျိုးဟုတ်ပြီနော်စင်ရင်သွင်းတယ်ပြန်ပြီးတော့ထပ်ပြီးပေါင်းခြင်းလဲဆိုအခုကကျွန်တော်တို့ D9 ဒီအောက်မှာဒီ sum ဆိုတဲ့ formula ဘာရှိတယ်ဟုတ်ပြီနော် fx ဆိုတဲ့ formula မှာ sum D9 to D2 set ကွက် D9 D2 ကနေပြီးတော့ဒီ column ရဲ့မှာ D2 နဲ့စုံတဲ့ D2 2000ဆိုတဲ့အကွက်ကနေပြီးတော့ D9 ဒီသူပေါင်းထားတာ D9 မောင်ဝင်းဆိုတဲ့အကွက်ဒီပေါင်းထားတာကျော်ဝင်းဆိုတဲ့အကွက်က D10 ဒီပါတာဖြစ်တဲ့အတွက်ကျော်ဝင်းဆိုတဲ့အကွက်ကိုထပ်ပြီးပေါင်းပေးအောင်မယ်ဟုတ်ပြီနော်ဒီကျော်ဝင်းဆိုတဲ့အကွက်ကကျွန်တော် D9 ဒီပါတာဖြစ်တဲ့အတွက်အဲ့ကောင်ဒီပါထပ်ပြီးတော့ပေါင်းပေးရအောင်မယ်ပေါင်းပေးရအောင်မယ်ဆိုတော့ D9 ဆိုတဲ့ဟာကိုဒီအောက်မှာ D10 ဖြစ်အောင်ပေါ့ကျော်ဝင်းက number 9 row အနေနဲ့ဆိုရင်10အဲ့တော့ဒီ9ရဲ့နောက်မှာကျွန်တော်တို့ကာဆာလေးကလစ်ချလိုက်တယ်ပြီးရင်ဖြတ်လိုက်တယ်ဖြတ်ပြီးတော့ကျွန်တော်ဘာလုပ်မလဲဆိုတော့အစကနေပြီးတော့ပြန်ပြီးတော့ဒီလိုပေးချလိုက်မယ်ပြီးရင် enter ခေါက်လိုက်မယ်ဒီ10ဒါဆိုရင်သူ့ရဲ့စင်းကိုပေါင်းသွားတာဖြစ်ပါတယ်နားလည်မယ်နော်โอเคဒါဆိုရင်စင်းပေါင်းတတ်သွားပြီစင်းပေါင်းတတ်သွားပြီဆိုရင်ကျွန်တော်ဒီဖိုင်ကိုစေ့ကျင်တယ်ကိုထားကျင်တဲ့ဒီတိုင်းလေးပဲပြန်စေ့ကျင်တယ်ဆိုရင်တော့ဒီအပေါ်ပါရှိတဲ့အဆက်ကလေး30ကိုသွားပြီးတော့နှိပ်ပါအဲ့အဆက်ကလေး30နှိပ်ပြီး SCV6 ဆိုတာလေးနှိပ်လိုက်ရသွားပြီတော့သူပုတ်ဖို့ဆိုပြီးစေ့လိုက်မယ်ဟုတ်ပြီလားအဲ့လိုမှမဟုတ်ဘူးကိုကတီးတန့်အနေနဲ့ကိုထားခြင်းတဲ့နေရာကိုထားရတယ်ပေါ့ဟိုကွန်ပျူတာသမားရဲ့ဆိုတော့တီးရဟိုနောက်ကွန်ပျူတာသုံးတဲ့လူဆိုရင်ကိုယ့်ရဲ့ဖုန်းရဲ့ဘယ် file location မှာထားရင်ပြန်ကူးလို့လွယ်လဲဆိုတာတီးရဟုတ်ပြီနော်အဲ့တော့ DCIM နဲ့ကိုစေ့မယ်ထားလိုက်တော့အဲ့တော့အဆက်ကလေး30လေးကိုနှိပ်လိုက်တယ်နှိပ်ပြီးတော့ကျွန်တော်တို့ SCV6S ဆိုတာကိုရွေးလိုက်တယ်ရွေးပြီးတော့ this device ဒီ device ထဲကိုထားမယ်ပေါ့ဒီဖုန်းထဲကိုထည့်မယ်အဲ့တော့ this device ဘယ်မှာထားမှာလဲ document ထဲမှာလား download ထဲမှာလား store ထဲမှာလားအဲ့တော့ကျွန်တော်က store ထဲရွေးလိုက်တယ်store ထဲမှာဘယ် file ထဲမှာထားချင်တာလဲ document နဲ့လား download ဒီမှာအများကြီးရှိတယ်ကိုယ့်ရဲ့ဖုန်း file နဲ့စာပြာနဲ့ကူးတဲ့ file နဲ့လားကြိုက်တဲ့ထည့်ထားလို့ရအဲ့တော့ကွန်ပျူတာနဲ့အသုံးအလွယ်ဆုံးကူးရတာအလွယ်ဆုံးနေရာက DCIM နဲ့ကိုထားတာအများဆုံးပါအဲ့တော့ DCIM နဲ့ကိုရွေးပြီးတော့ထည့်လိုက်တယ်ဟုတ်ပြီနော် DCIM နဲ့မှာကို file နေရှိရင်ရှိရပေါ့ဟုတ်ပြီနော်တကယ်လို့ file မရှိဘူးတက်ပဲစေ့ချင်တယ်ဆိုရင်ကျွန်တော်ဒီမှာပုံဖို့ကိုပေးချင်တဲ့နာမည်ပေါ့ဥပမာကျွန်တော်ဆိုရင်ဖုန်း AZ file test ဆိုပြီးတော့ရေးလိုက်မယ်အဲ့တော့ဖုန်း EACELAZ file TEST test ဆိုပြီးရလိုက်တယ်ဟုတ်ပြီနော်ရိုက်ပြီးတော့ SCV6 ဆိုတာလေးကိုနှိပ်လိုက်တယ်ဒါဆိုရင်အဲ့ကိုယ့်ရဲ့ဖုန်းထဲမှာရှိသွားပြီအဲ့လိုရှိနေတဲ့အချိန်မှာကျွန်တော်ဥပမာဒီဟိုဟာနဲ့ဖုန်းနဲ့ဟိုဟာနဲ့တိုက်ကွန်ပျူတာမှာဖွင့်ပြမယ်ဟုတ်ပြီနော်အဲ့တော့ကွန်ပျူတာမှာဖွင့်ပြမယ်ဆိုရင်ကျွန်တော်ကွန်ပျူတာဖိုင်လေးကိုဖွင့်လိုက်မယ်ဒီလိုလေးလုပ်လိုက်မယ်မြင်အောင်နော်
အဲ့တော့ကွန်ပျူတာဖိုင်နဲ့တွားကြည့်မယ်ကွန်ပျူတာမှာအဲ့တော့ကွန်ပျူတာမှာမဖွင့်ခင်မှာကျွန်တော်တို့ဖုန်းရဲ့မှာဖိုင် transfer လုပ်လိုက်မယ်နော်ဖိုင် transfer လုပ်လိုက်မယ်ဒါဆိုရင်ဖုန်းရဲ့ဟွာပြုတ်သွားမှာပေါ့နော်ဖုန်းရဲ့ screen ပြုတ်သွားမှာအဲ့တော့ကွန်ပျူတာထဲတွားကြည့်မယ်ဆိုရင် this PC ကျွန်တော်ရဲ့ဖုန်းရဲ့ keyboard တီးတဲ့ကိုတွားလိုက်တယ်အဲ့တော့ဘယ်မှာတွားရှာရလဲဆိုတော့ DCIN ဒါကွန်ပျူတာနဲ့ပြန်ရှာကြတယ်ဆို DCIN နဲ့မှာရှိတယ် DCIN နဲ့မှာရှိတယ်ဘာလဲမှာလဲဆိုတော့ကျွန်တော်တို့ဖုန်း Excel file ဆိုပြီးတော့ဒီမှာထည့်ထားတယ်အဲ့ file လေးပေါ့နော်အဲ့ file လေးကိုကျွန်တော်တို့ကဖွင့်ကြည့်မယ်ဆိုရင်ကိုယ့်ရဲ့ Excel software နဲ့ကွန်ပျူတာရဲ့ Excel software နဲ့ဖွင့်ကြည့်မယ်ဆိုရင်ဒီလိုလေးပေါ်မှာဖြစ်ပါတယ်မနော်ကွန်ပျူတာရဲ့ Excel နဲ့ software နဲ့တွေ့မယ်ဆိုရင်ဒီလိုလေးပေါ်မှာဖြစ်ပါတယ်အဲ့တော့ဒါကကွန်ပျူတာနဲ့ဒါဖုန်းနဲ့ရိုက်လိုက်တဲ့ဟာကိုကျွန်တော်ကွန်ပျူတာထဲမှာပြန်ပြီးတော့ကြည့်တာဖြစ်ပါတယ်ဟိုမနော်ကွန်ပျူတာမှာတော့ပို့ပြီးတော့လွယ်တာပေါ့အများကြီးဒါထက်အများကြီးလွယ်တာတွေပို့ပြီးတော့လုပ်လို့ရတယ်ဒါပေမဲ့ဖုန်းမှာလည်းရိုက်ပြီးတော့ဒီလိုကွန်ပျူတာထဲမှာပြန်ပြီးတော့သုံးမယ်ဆိုရင်လည်းသုံးလို့ရပါတယ်ဟုတ်ပြီနော်ဒါဆိုရင်ကျွန်တော်နားလည်မယ်ထင်တယ်โอเคဒါကကျွန်တော် save လုပ်တာနဲ့ဒီဖုန်းရဲ့ဟိုဟာကိုအသုံးပြုနည်းကိုပြန်လည်ပြီးတော့သင်ကြားပေးတာဖြစ်ပါတယ်โอเคအဲ့လောက်ဆိုရင်ကျွန်တော်ဒီသင်ခန်းစာနဲ့ပတ်သက်ပြီးတော့နားလည်မယ်ထင်ပါတယ်ဟုတ်ပြီအဲ့တော့ကျွန်တော်နောက်ထပ်သင်ခန်းစာများကိုလည်းနေ့စဉ်သင်ကြားပေးမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ for like online training ကို like and subscribe လေးလုပ်ပေးထားပါ YouTube channel မှာလည်းကျွန်တော်သင်ခန်းစာများကိုတင်ပေးမှာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ဗျ